နော်အခိုက်အတန့်လေးတော့စိတ်ဆင်းရဲမှုတံကိုခံလိုက်တယ်ခံပြီးရင်ဒါကြီးကိုရေရှည်ခံရတာမဟုတ်ဘူးဒါဟာငါမားလို့လည်းမဟုတ်ဘူးဘသူမားသွားတာလဲမားသွားတဲ့သူကခံစားရမယ့်ဟာငါကဘာလို့ခံရမှာလဲလို့တွေးတတ်တယ်နော်အခုအရင်မရကြီးတွေကဒရာမာတအားဆန်နေတယ်တနာဖို့လွတ်ကောင်းနေတာပေါ့အဲ့တော့မဟုတ်ပါဘူးအဲ့လောက်ကြီးလဲနော်နည်းနည်းလေးရှော့ပေးကြပါတိုးတော့မတိုးပါနဲ့တော့ကျမတို့မရကြီးတွေကအဲ့လောက်ကြီးလဲမအားပါဘူးအိမ်တော်ကြီးဖောက်ပြန်ခံရတဲ့အခါတတိရှိရဲ့အမျိုးသမီးတစ်ယောက်ဖြစ်ဖို့လိုအပ်ပါတယ်ဘဝကိုနှခါရှုံးဖိဖို့မလိုအပ်တယ်လို့ဘဝအတွက်ခွန်အားဖြစ်ဖို့ဆိုတာကကိုယ့်ဘက်ကအမှားလုပ်တဲ့သူမဟုတ်ဘူးဆိုတာကိုပြပြတသားလက်ခံနိုင်ရပါမယ်ဒါနဲ့ပတ်သက်ပြီးဒီအမရဲ့အမြင်လေးကိုလေ့လာကြည့်ရအောင်နော်အားလုံးပဲမင်္ဂလာပါရှင်ကျမဒီနေ့ပြောချင်တဲ့အကြောင်းအရာလေးကတော့ဟာတာတော့ဖြစ်နေမလားမသိဘူးကျမလည်းတကယ်တော့ကျမကိုကျမအဲ့ဒါလေးကိုစဉ်းစားပြီးဟာတာဖြစ်နေတာပေါ့အဲ့ဒါဘာလဲဆိုတော့ကျမတို့မြန်မာကားတွေမြန်မာဇက်လန်းတွေကိုကြည့်လိုက်တဲ့အခါမှာမြန်မာလူမျိုးတွေကအရန်ဝမ်းနေလွယ်တာလေအရန်ခံစားချက်ကြီးကြတာကျမတို့လူမျိုးတွေကအဲ့တော့ဇက်လန်းတွေထဲမှာကြည့်လိုက်လို့ရှိရင်မရက်ကြီးတွေဆိုရင်ဇက်လန်းတွေပေါ့နော်အခုဆိုအိမ်ထောင်ရေးဇက်လန်းတွေတအားလာတယ်လေနော်မရက်ကြီးတွေခမရလေးပင်မန်းနေပင်မန်းစင်းရဲနော်ဖောက်ပြန်တဲ့ကောင်တွေကကြတော့တာယာဆိုပြေးအဲ့လိုဖြစ်နေတာပေါ့နော်အဲ့လိုပုံစံမျိုးကြီးတွေပြတာလေကျမလေအံ့ဩလိုက်တာဟုတ်လို့လားရှင်တကယ်မြေပြင်မှာလဲစဉ်းကြည့်ပါဦးမြေပြင်ကိုလည်းစဉ်းကြည့်ပါအောင်เนาะရှိကောင်းရှိပါတယ်เนาะမရက်ကြီးတွေစိတ်ဆင်းရဲပြီးတော့တည်သွားတာမျိုးတို့တော်ကီသွားတာမျိုးတို့เนาะနောက်တစ်ခုကကြတော့စိတ်ဖောက်ပြန်သွားတာမျိုးတို့ရှိမှာပါရှိကောင်းရှိပါလိမ့်မယ်သို့တော်လည်းလေချွင်းချက်အနေနဲ့ကျွန်မပြောပြမယ်အဲ့ဒီလိုမျိုးအိမ်တော်ရေးစိတ်ကင်စာခံစားရတဲ့မရက်ကြီးတွေထဲမှာပညာတတ်တဲ့သူတွေဥစ္စာရှိတဲ့သူတွေအသိဉာဏ်ရှိတဲ့သူတွေထက်မြက်တဲ့သူတွေအားလေစက်ကားတွေကမိမရလို့မဖြစ်ပါဘူးမြတ်တဲ့မိမတွေကမဖြစ်ဘူးတဲ့အဲ့ဒါလည်းအမှန်ပါပဲဘယ်နဲ့လို့ကျမကြီးတွေချို့တဲ့ပြီးတော့တော်ကေသွားစီရလားထက်မြက်တဲ့မိမတွေဉာဏ်ရည်ရှိတဲ့မိမတွေပညာတတ်တဲ့မိမတွေကလေကိုစဉ်းစားတတ်တယ်ကိုလည်းချစ်တတ်တယ်နော်အခိုက်အတန့်လေးတော့စိတ်ဆင်းရဲမှုတံကိုခံလိုက်တယ်ခံပြီးရင်ဒါကြီးကိုရေရှည်ခံရတာမဟုတ်ဘူးဒါဟာငါမားလို့လည်းမဟုတ်ဘူးဘသူမားသွားတာလဲမားသွားတဲ့သူကခံစားရမယ့်ဟာငါကဘာလို့ခံရမှာလဲလို့တွေးတတ်တယ်နော်တွေးတတ်တယ်ဒါကြောင့်မလို့လေကျွန်မပြောချင်တာဇလန်တခြားနိုင်ငံတကာဇလန်တွေထဲမှာဆိုလို့ရှိရင်လေအဲ့လိုဖောက်ပြန်ခံရတဲ့ဇလန်တွေရိုက်ကြပါတယ်တိုးတော်လေမရကြီးတွေကိုအဲ့လောက်ကြီးဒရာမာမခင်းဘူးပေါ့ဗျာအခုအရင်မရကြီးတွေကဒရာမာတအားဆန်နေတယ်တနာဖို့လွတ်ကောင်းနေတာပေါ့အဲ့တော့မဟုတ်ပါဘူးအဲ့လောက်ကြီးလဲနော်နည်းနည်းလေးရှော့ပေးကြပါတိုးတော့မတိုးပါနဲ့တော့ကျမတို့မရက်ကြီးတွေကအဲ့လောက်ကြီးလဲမအားပါဘူးနော်ကိုပတ်စံနေရှာကိုရှာတဲ့ပတ်စံကိုနှစ်သက်ရအလားပြင်ဆိုင်တွေကိုသွားတယ်စားစရာရှိတာကိုလည်းစားတယ်အာဟာရဖြစ်အောင်လဲနေတယ်လက်အောင်လဲနေတယ်ကြောအောင်လဲနေတယ်မပြတ်အောင်လဲထိန်းတယ်နော်မိမကောင်းမရကြီးတွေကိုပြောတာပေါ့နော်မိမကောင်းမရကြီးတွေကိုပြောတာပါနော်မရကြီးတော့မရကြီးပဲတချို့လည်းမကောင်းဘူးနော်အဲ့ဒီဟာတွေကတော့မပြောဘူးနော်ခဏနေကျမတခုပဲစဉ်းစားမိပါတယ်နောက်အိမ်တော်ပြုတဲ့သူတွေကိုလည်းကျမအပြစ်မပြောပါဘူးသူတို့လည်းပြုချင်ပြုမှာပေါ့နော်ကျမတို့ကတော့ဒီစိတ်ဒုက္ခရောနောက်ဒုက္ခထပ်မခံနိုင်တဲ့အမျိုးသားတွေမှာပါတာပေါ့ကိုယ့်ဟာကိုယ်ပဲပြောအောင်နေမယ်ရှင်ဘဝမှာအဲ့တော့မြေကြီးတွေကိုအရန်ဒရာမာမခင်းပါနဲ့လို့မြေကြီးတွေကပြောပါတယ်လက်တွေ့မှာကဲဗီဒီယိုလေးကတော့ဒီလောက်ပဲပေါ့နော်ဒီအမပြောသွားတဲ့အချက်လေးတွေကလက်ခံနိုင်တဲ့အချက်လေးပါပဲသူပြောသွားတာကခုရိုက်ပြနေတဲ့ဇလန်တွေမှာအမှားမရှိရဲ့မရေကြီးကပဲအမြဲခံနေရတော့ဒါကတကယ် reality မှာမဟုတ်ဘူးဆိုတာကိုအကျိုးသိအကြောင်းသိရှင်းပြတာလေးကလက်ခံနိုင်စရာရှိပါတယ်နောက်တစ်ခုကျွန်မဖြည့်စွက်ပြောချင်တာလေးကတော့ဘလောက်ပဲပြင်းထန်တဲ့ logarithm ပဲဖြစ်ဖြစ်များသောအားဖြင့်ဖောက်ပြန်ခံရတဲ့အမျိုးသမီးတွေကသားသမီးတွေရှိခဲ့ရင်သားသမီးတွေလွယ်နဲ့အရှုံးမပေးတတ်ကြပါဘူးပြိုလဲတိုင်းနဲ့အကြိမ်ကြိမ်ခါပြန်ထနိုင်ကြပါတယ်တန်မားတဲ့အမျိုးသမီးလေးတွေကိုကျမတို့ပတ်ဝန်းကျင်မှာအများအပြားတွေ့မြင်ရနိုင်ပါတယ်။မရေကြီးတွေငိုတဲ့ခက်ကတကယ်ကိုကုန်သွားပါပြီ။ခုခေတ်မရေကြီးတွေကကိုပူချစ်တက်တာကြတယ်လို့လည်းမြင်မိပါတယ်။ပို့ပြီးတော့လည်းတောက်ပလာတယ်လို့ပို့ပြီးတော့လည်းထက်မြက်လာကြပါတယ်။ဒီလိုဖြစ်မျိုးတွေရှိခဲ့ရင်ဖိမမိတ်မဲ့သူတွေကလည်းကိုယ့်ဘက်ဝန်းကျင်မှာအမှန်တကယ်လိုအပ်နေပါပြီ။ဖောက်ပြန်သွားတဲ့အိမ်တော်ဘက်အတွက်ကြားမဲ့မျက်ရည်နဲ့စိတ်ဒုက္ခဖောက်ပြန်မှုပေးတဲ့မင်းငယ်စီကိုလက်ဆောင်ဖြစ်ပြန်ပေးရဖို့လိုအပ်နေပါပြီလူမှုတိုင်းဝိုင်းမှာဒီလိုအဖြစ်တွေနေတဲ့နေပါဖို့ဆိုတာအမှန်တရားဘက်ကဝိုင်းဝန်းထောက်ခံပေးဖို့လိုအပ်တယ်လို့ဖောက်ပြန်တဲ့သူတွေကိုပြင်းပြင်းထန်ထန်ဆုံးချဖို့လည်းလိုအပ်ပါတယ်မိတ်ဆွေတို့ကရောဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးဘယ်လိုနားလည်လက်ခံဖြစ်လဲ
ဘယ်လိုမြင်လေးတွေရှိလဲဆိုတာကိုကွန်မန့်မှာသုံးသပ်ပြောပေးခဲ့ကြဖို့ဖိတ်ခေါ်ပါရနော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ရှင်